လက်ရှိအခြေအနေထိတော့ဘုံတို့တရားဓမ္မတွေရဲ့ကုလိုတော်ဝါကမဝတ္ထုတွေနဲ့လက်ပတ်လို့ရပါသေးတယ်။အပြင်တော့အများကြီးမယူနိုင်တော့ဘူး။အခုဒီရဲ့ထက်မှပဲဘုံတို့ဒီနာမှာလျှက်စီရဖို့ပဲ319သိန်းလိုက်တယ်။ဒီဘက်လျှက်စီနာမည်ဝတ္ထုတွေကိုဘုံတို့ဒေတာဖွံ့ဖြိုးဖို့အတွက်ကျန်းမာရေးအတွက်ပညာရေးအတွက်သာသနာရေးအတွက်ဘုရားတို့သုံးဆွဲနေပါတယ်။ဘုံတို့တရားဓမ္မတွေစဖတ်ရတဲ့နာကျင်တွေပဲရှိပါဒီဘူကြီးစက်တွေနဲ့အကွန်တွေနဲ့ဘာလို့လဲဆက်နဲ့ငါလို့မစားတတ်တယ်အဲ့မှာဒီစဖတ်ရတဲ့နာကျင်တဲ့ပုဂ္ဂိုလ်ကြီးအာတိကေလို့ရတယ်ဘုံတို့ဒီလိုမှစားတော့တပည့်အောင်တမကေလေးထိုးပြီးတော့ကုတ်ပြည့်နေစားခဲ့တာဒီလမ်းလေးလည်းပဲဘုံတို့တရားဓမ္မတွေမှာ9မိုင်ဝေးရ2000ပြီးလို့ပါတယ်ကိုယ်ဝင်တဲ့10လေးဦးဇဝင်းနဲ့40လေးကိုယ်ဝင်တဲ့ဦးဇဝင်းနဲ့50ပဲဆိုင်ဖက်ခဲ့တယ်အိန္ဒိယမှာ English Diploma ပြီးရပြီး PhD ပါလည်းပြီးခဲ့ပါဘုရားတန်းနိုင်တော့နိုင်ငံအတွက်ငြိမ်းချမ်းရေးစာရေးဆောင်ရွက်နေတယ်ရှောင်းလုံးပါတဲ့ငြိမ်းဖောင်ရှင်ဒီကုန်းပြည်နယ်ရှုဘရောက်ကတော့ဘုံလူအားနဲ့ပေါင်းဆောင်ရွက်ခဲ့တဲ့အောင်ဆောင်ပါဝင်ခဲ့တယ်ချင်းနနာမှာပြည်စင်တာရှိရာစေတသိက်ရှောင်းဘုံလူရုံဖြစ်ပါစင်တာပေါ်လာစတေမရှင်အောင်မီဘဒုဘဗျာဌာနမှာအာဇာတပြည်ပြည်အောင်ဘတ်ရိုင်းပြည်စင်နေကြပြီးဆက်တပ်တာကျော်နေနိုင်ကပေါလာတာလည်းအဖေမှာလူချစ်တဲ့ဆောင်းအန်တီဂရိတ်နဲ့ရဆွေးစင်တိုင်းဘုံမှာအဖေအပိုင်ဆိုင်ဘုံဖြစ်တယ်အဲ့ဒီကတော့ပေါင်းနာမဘုံဒီက50တိတ်တိတ် professional training နဲ့အကြောင်းလုပ်နေပါတယ်တပူအကြောင်းနဲ့အကြောင်းလက်ရှိအခြေအနေအကြောင်းလုံးဝရထားပါတယ်
အဖြစ်လဲဆိုတော့ဘုံတို့အဲ့ဒါက address လေးပြီးတော့ बुद्धं शरणं गच्छामि धर्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि တရိယာဟုသတ္တာရိပရိတာယုဂာနိအတ္တပရိတာပုဂ္ဂလံဧတဘဂဝေတောသဝကသံဣတတဝသောမဟံသောနာရိပတိယတောရိမိတံဝါမိကလေသောယောသမနာဘောတကုဏတသတ္တောဘာဘေဂောတောတောပိအာကတံဓမ္မာနုဘဝေနဝိနာတိတုယတောရိမိတံဝါမိကလေသောယောသမနာဘောတကုဏတသတ္တောဘာဘေဂောတောတောပိအာကတံသံဃာနုဘဝေနဝိနာတိတုလိုက်လိုက်ထိုင်ရနော်သင်္ကန်းထိုင်ကုန်လေးထိုင်ကြရဒီရသနေဒီပုရာတေသာတရိဘုဒ္ဓသတကိရိဝမန္တိမောလနောဇာတပတာနိညဒိဋ္ဌရိယသံဝရံနိညတရတပ္ပနေတကသွဋ္ဌိပတမိပါဏိနံဘဝေဝမြာဒိဋ္ဌောဘောဇဝိပေတိနံဘဝမတနာမတနာဝိဇောတဝဒီနာယပိနမိညိထာသောနောတေတုဇံစီနောအထနာမေတ္တဘိက္ခနောအကာသောယံပရုပေဒီဝတပတိအာဒိသောရတိမောပါတိသန္တိမောသန္နတောကတိယောတပတိဇာယိတပတိပြမေနောအထာတဗမောရာတေဘုဒ္ဓတပတိတိဇာသောကာရိတတိဇတပနံဘုဒ္ဓဝန္ဒမိအာဇရံနမေကာရနုဘဝေနာဟိတဝတပိဥပါဒဝေအနေကအန္တရာယဝိဝိနာတံတုတိဘောတုတိသဗ္ဗမေကလံအလုံးစုံသောကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာပြပြပေါင်းတို့သည်ဘဝတုဖြစ်ကြပါစေကုန်သတည်းသဗ္ဗဒေဝတာလုံးစုံသောနတ်မြတ်နာကောင်းနာကောင်းတို့သည်ဘောစေတာပဇာယတိဘုဒ္ဓမေဟောသောဘုရားရှင်ကိုရောမြတ်တို့တကူတေဇောမြတ်မြတ်စုမင်္ဂလာချမ်းသာစင်ကြယ်ဘုံမယောင်ကုဆောင်တော်မူတတ်သောစေတံတော်တရားတော်မြတ်တွေတကူတေဇောများတော်ဟောလာတော်ဤတနေ့တခြားဒီလာကဲ့သို့သို့ဘွားစီရင်နိုင်ကြကုန်သည်မုံချမတ်တွေဖြစ်ကြပါစေကုန်သတည်းလုံးစုံများစွာတတဝါချမ်းသာကိုစိတ်နေပါစေဥပယံမေယေစင်ဝေညီညီကြပါစေကြောင့်ကြံကြောင့်ကြံမယံများစွာတတဝါချမ်းသာကိုစိတ်နေပါစေဥပယံမေကိစင်ဝေညီညီကြပါစေမြေအံမြေအံမယံများစွာတတဝါချမ်းသာကိုစိတ်နေပါစေဥပယံမေကိစင်ဝေညီညီကြပါစေဝိနေညီညီနှချွေများစွာတတဝါချမ်းသာကိုစိတ်နေပါစေဥပယံမေကိစင်ဝေညီညီကြပါစေ
နေကြမရှိတော့ဘုံဘွားဒီရင်းကိုလွတ်လိုက်နေတာသူတို့သူလိုက်တယ်ဗမာဆရာအောင်မိသားသီလရှင်9ပါးပါတယ်ခုနှစ်သမီးရသီလရှင်ဝတ်တဲ့84နှစ်ဖွားဖွား2ပါးလည်းပါတယ်သူတို့လာရှုမှာအခုအချိန်နေနည်းနည်းကောင်းလို့ဟိုဘက်မှာလည်းကျူလာလေးပြန်လုပ်တယ်ဒီဝင်းကြီးကိုတော့တို့ရဲ့လာရှုသာသနာဟိတကာရီသီလရှင်စာသနာခွဲအနေနဲ့တောင်းမယ်ပေါ့နော်ခိုင်းခွဲနေ အကြောင်းခွဲအနေနဲ့အကြောင်းခွဲနေ တောင်းမယ်ဘုံဘွားဟိုလွတ်လွတ်လပ်လပ်ကိုတတိတနန်းတို့သင်တန်းတွေအစည်းအဝေးတွေလုပ်တာသူငယ်ဖွံ့ဖြိုးမှုသင်တန်းleadership training ဘောင်းစားမှုသင်တန်း trauma healing mental development အဲ့လိုသင်တန်းတွေအများကြီးလုပ်တာပေါ့သွားဆောက်ပြီးကျင်တဲ့ပုံကိုယ်တွေစာဖတ်တရားခိုင်နေတဲ့ပုံကိုယ်တွေပဲလုပ်ပြီးတော့သူတို့အဲ့မှာစွန့်ကပ်မရှိတဲ့ရက်ဒီမှာအဲ့ဒီမှာဟိုစွန့်စားကြတယ်ပေါ့နော်အခုဒီဒကမာကြီးတို့ကတို့ကျောင်းနှစ်ခုဆောက်ချင်တယ်ဆိုတော့ဒီဘက်မှာ80ကျော်ကကျောင်းကြီးဆွေးနေပြီအဲကျောင်းကြီးကဘုံဘွားဆရာတော်ကြီးနှစ်ပါးသုံးပြသွားတာဆိုတော့ထိမ့်တော့ရသလောက်ထိမ့်မယ်ဆိုပြီးချိန်တာအခုတော့တော်တော်ယာယီနေပြီအပေါ်အကျန်းတွေလည်းဆွေးကုန်တော့စွမ်းကြောင်းဆောက်ခြင်းနဲ့ဆောက်လို့နောက်ဘုံဘွားစီပတ်တက်အိရညစက္ကန့်80လောက်တက်ပေါ့အိတ်ခန်းလေးကဘုံဘွားတစ်ပြောက်ထဲမှာတဲလေးထိုးပြီးတော့ပြစ်နေတဲ့အိတ်စင်ခါတော့ကဂိုင်းပြောက်ကလူကားတဲ့ကြောင်းလေးဆိုတော့ပေ20ပတ်လောက်ပဲရှိတယ်အိတ်ခန်းလေးက10ပြည့်10ပြီပဲရှိအောင်ကသူတို့မားပြီးမယ်လို့တော့အကျန်းလေးတော့ပြောသွားတယ်လောလောဆယ်တော့မသိကြသေးဘူးပေါ့သူတကာကြီးရဲ့ပြန်တိုင်နေဦးမယ်ဒီမာကြီးပဲရောက်လာတော့ဒီမွေးနေမင်္ဂလာမှာမိဘစီယာပေါင်းတင်ရီဆုံးလင်းစွာစူတောင်းရင်နဲ့မေတ္တာပို့တာလိုက်တာချမ်းသာချမ်းသာပျော်ရွှင်စေဒီမွေးနေအချိန်ခါမှာလူအင်းစားရမန်သမျှပြီးမြောက်ကအောင်မြင်စေခက်ခဲဟူသမျှကျော်လွှားနိုင်စေတောင်းမေတ္တာတေကိုဝေလူရထွေထွေအောင်မြင်ပါစေမေတ္တာတေရောချုံပါဝေချမ်းမြေစေဘဝချမ်းမလေးမွေးနေမင်္ဂလာမမြတ်တရားတိုင်းလေးမြဲစွာခိုင်စေကောင်းခြင်းမင်္ဂလာခေါင်းစေမေတ္တာပို့တာလိုက်တာချမ်းသာပျော်ရွှင်စေ